အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ AK ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော်ပရိသတ်တို့နဲ့တွေ့ရတဲ့ကြာလာပြီဆိုတော့ကျွန်တော်တို့ပြန်လည်ပြီးတော့တွေ့ဆုံတဲ့အနေနဲ့ကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ကိုလာပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ကဲအဲ့ဗီဒီယိုလေးပါလဲဆိုတော့ကျွန်တော်နဲ့ဒီလိုပဲစောင့်ကြည့်ပါမယ်โอเคကျွန်တော်လည်းဗီဒီယိုလေးတင်ရတာလည်းတော့ကြာတော့ပါပြီဘာလို့ပဲတောင်းပါပါတယ်ကျွန်တော်နဲ့မတွေ့ရတော့ကြာလာဆိုကျွန်တော်နည်းနည်းလေးပူချိုးလာပါနော်ပူချိုးလာပါနော်နဲ့တန်လာโอเคကျေးဇူးတင်ပါတယ်လို့ဒါဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုပြန်လိုက်မယ် let's go โอเคဗီဒီယိုလေးမစခင်မှာအဲ့ဗီဒီယိုလေးမစခင်မှာကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ကိုဘိုးတို့အရင်ဆုံးဖွင့်ပေးဖွင့်ပြီးတော့ကြည့်ခိုင်းမယ်နော်ဘိုးတို့လည်းကြိုက်ပါပါဘောကြပါပါအဲ့ဗီဒီယိုလေးနော်အားလုံးပဲကျွန်တော်လည်းတူပဲလိုက်ကြည့်ပါမယ်โอเคဒါဆိုတော့ let's goနှခမ်းမွေးတွေနဲ့နှခမ်းမွေးရှိတဲ့ဘဲရယ်ဘယ်လိုလဲဆိုတာအဲ့ဒါတွေသိတာတော့ရှိတယ်နော်ဒေါ်လာနှခမ်းမွေးရယ်ဘဲရယ်နဲ့ဆိုနှခမ်းမွေးတော့ရိတ်ပလိုက်တော့မှာကွာနှခမ်းမွေးပဲဒီကောကွာစိတ်ဆိုးနေတယ်ဟာပါတခြားတော့ကြည့်ရအောင်စစ်စရာလေးနော်နှခမ်းမွေးရယ်နဲ့表呢呀？What the fuck？ 那个妹呢？再出来了，没骗的哦，这王五，这个我记得我。Sorry 啊，比那晚台的他们那困着哇，哟 ！Oh my god！နှခမ်းမွေးတယ်ပဲကြီးဆိုနော်တဲ့မှာနှခမ်းမွေးပဲကြီးဆိုတာဒါနှခမ်းမွေးတာရှိတာတဲ့မှာရုပ်ကတော့ဘယ်လိုလဲဆိုတော့လူချမ်းရုပ်လိုမျိုးပါတဲ့မှာအတဲရနုကျွန်တော်တို့လိုမျိုးပေါ့နှခမ်းမွေးနေဒါပေမဲ့အတဲရအရနုရNice ကျေးဇူးတင်ပါတယ်နှခမ်းမွေးရှိတဲ့နှခမ်းမွေးတွေရှိတဲ့ပဲဆိုရင်တော့မရှိခေါ်ရနော်ဒီမှာဟိုဘက်ဟိုတိတော့ထဲဟိုကောင်လို့ပြောနှခမ်းမွေးတော့ရိတ်ချင်ပါတယ်ဆိုခင်ဗျာတဲလေးမခိုင်းပါဆိုတော့အဲ့လိုမျိုးတော့ကီလေး Oh my god Wow ဆောင်းရန်ချောတဲ့ဘေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်ဆောင်းရန်ချောတဲ့ဘေးနဲ့ယောက်ျားချင်းအောင်တွေ့တဲ့ဘေးလိုက်ပြီးတော့မိတ်ဆက်ပေးချင်ပါတယ်ဆိုရင် let's go ကြည့်လိုက်အောင်你们两个为啥呢？演错了发么表呢呀？你那背啊，他们背的那个不老背用了的，那里面软的，那么的啊，这的话啊。都笑容呀，那个妹的背的啊，ခုနတော့စိတ်ကောက်တယ်အခုကျတော့ယောက်ျားချင်းအောင်တွေ့ရဝါဟာနောက်ခါကျရင်ကျွန်တော်လည်းနှခမ်းမွေးရေးလိုက်တော့မယ်နော်ဘယ်ဆိုတော့မရနော်ခမ်းမွေးပေးရတယ်ကဲအဲ့ဆိုတော့ကျွန်တော်ပြောချင်တဲ့ဗီဒီယိုလေးဒီကလာပါပြီနော်လာပါပြီကဲဘာလဲမရနိုင်တိုင်း16ကွက်ကျင့်လိုက်အောင်ဒီကျန်တိုက်လားဟုတ်တော့ပါမီတွေထဲတာပဲရှောင်းတော့မီတွေနားပါတော့အကွာ好小 Oh my god 我来了số này là chọc cái gì rồi đó là bà lại sản sĩ
စင်စီးတယ်အဲ့လိုမျိုးပတ်တဲ့တုံးဖိုင်လာနော်တော့ရှုပ်လို့မရအောင်နော်ဗါလဲ one spoon in China တော့ရှုပ်လို့မရအောင်နော် one spoon in China ပြောင်း one spoon in China ပြောင်း one spoon in China เดี๋ยวเนาะမရနိုင်တိုင်း16ပတ်โอเคအားလုံးပဲဒီဗီဒီယိုလေးကတော့တက်လောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်တော့ပေးတဲ့လူအားလုံးလည်းကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာကျွန်တော်ပြန်လာခဲ့ပါမယ်အားလုံးပဲဒီဗီဒီယိုကိုကြည့်ပြီးတော့ပြောရှင်းလိုက်မယ်လို့ကျွန်တော်ပြောမျိုးလေးပါတယ်โอเคအဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ခင်ဗျာပြီးရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးဆိုတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe နေခဲ့ဖို့လည်းမမေ့ပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ် bye bye